အားလုံးပဲမင်္ဂလာပါဒီနေ့လူများကဒီပေါ့နော်စပားတွေရိတ်သိမ်းပြီးတော့စပားပုတ်တဲ့ချိန်ပေါ့နော်ဒီအမျိုးရွာသွားလည်ရင်းနဲ့ဒီစပားပုတ်တာကိုလိုက်သွားကြရပေါ့နော်တောင်ရခင်းထဲမှာအဲ့ဒါလေးရိုက်ပြထားပါတယ်လိုက်ပါကြည့်ရှုပေးကြပါဦးနော်အခုကတော့ပေါ့နော်ဒီတောင်ရခင်းထဲကိုလမ်းလျှောက်သွားကြရပေါ့နော်ပုံမှန်ဆိုရင်တော့ဒီနိုင်ဝက်တနိုင်လောက်ပေါ့နော်ရှောက်ရတာလမ်းမှာတော့ပေါ့နော်ဒီတောထဲကိုနည်းနည်းဖြတ်ပြီးရှောက်ရတယ်ပေါ့ရှုခင်းနေရတော့တားရတယ်ပေါ့နော်တောင်ရခင်းထဲရောက်ရင်လဲဟိုကပျော်ဖို့လဲကောင်းတယ်ပေါ့နော်မိသားစုလိုက်အဲ့လိုမျိုးပျော်တပါးနဲ့သွားကြပါနော်ဝေးရဒီဆိုဒီချောင်းထဲမှာရေတွေစီးရဲခါကြတော့ဟိုဖြတ်လို့လွယ်အောင်ပေါ့နော်ဒီတရားလေးယာယီတရားလေးပေါ့နော်လှုပ်ထားတာနည်းနည်းတော့အသေးရဖို့ကောင်းတယ်ပေါ့နော်တောင်းထဲရောက်ရင်ပေါ့နော်ဒီရှုခင်းနေရလဲလာသလိုဒီပေါ့နော်ငက်ကလေးတချင်းဆိုတဲ့အတန်တွေကလည်းနားထောင်လို့ကောင်းပါတော့တားရတယ်မောလို့မောမှန်းအောင်မသိဘူးလမ်းလျှောက်ရတာရှုခင်းနေကြီးလိုက်လမ်းလျှောက်လိုက်ပေါ့နော်လမ်းလျှောက်ရကဲကျမတို့ရှောက်နေရင်းနဲ့ပေါ့နော်အရှိမတောင်ရလေးကိုလမ်းမြင်နေရပြီရောက်ခံနေပြီပေါ့နော်ဒီနေ့တိမ်ပြလေးတွေကလည်းအရန်လာရပေါ့နော်ကောင်းကင်မှာမိုးမြွာလို့ကန်ကောင်းတယ်ပြောရမယ်မိုးရွာရင်တော့ပေါ့နော်လမ်းလျှောက်ရတာတိတ်အဆင်မပြေဘူးပေါ့နော်ခုမိုးမရွာဘူးဆိုတော့ဟိုလမ်းလျှောက်လို့ရတာတတရပဲပေါ့နော်ရာဒီဥတုလည်းတိတ်မပူဘူးစောင်းတွင်းလေးဒီနွားလဲလေးကတော့စပားတွေပုတ်ပြီးရင်ပေါ့နော်စပားတွေတဲပြန်ဖို့အတွက်ပေါ့နော်လူများတို့နယ်ဘက်မှာပေါ့နော်စပားကိုဆက်နေတဲ့တချို့ဒီလိုတွေပဲစိတ်လူနဲ့ပေါ့နော်အလောက်အားပေးပေါ့နော်တက်ညီလက်ညီပုတ်ကြရပေါ့နော်တချို့တွေကလည်းစပားတွေဟိုရိတ်ပြီးတော့နည်းနည်းအချောက်လန်းပြီးတော့တင်လာပေးရပေါ့နော်အခုကတော့ပုတ်တဲ့ချိန်ပေါ့တောင်ရစပားတွေဆိုင်လို့ရှင်ပေါ့နော်ဒီသူတို့ရဲ့ဂျာထဲမှာဆိုရင်ဒီတောင်ရပဲတီးနဲ့တောင်ရတခွားတွေထဲဆိုင်ကြရပေါ့နော်ဒီလိုမျိုးထူးတစ်ဖြစ်ပေါ့နော်စပားပုတ်တဲ့ချိန်ဆိုရင်ဒီအသီးလေးပေါ့နော်လက်ကြံလေးပြန်လိုက်ခူးတယ်တောင်ရပဲတီးနဲ့ပေါ့နော်ပဲတီးလေးအရန်စားကောင်းပါလေတောင်ရတခွားလေးကလည်းဟိုရမ်းချိုတယ်ပေါ့နော်အဲ့ဒါကြီးလိုက်ခူးကြပေါ့နော်နွားတွေကိုလည်းဒီလိုမျိုးအစာစားဖို့အတွက်လွတ်ထားပါပေါ့နော်ဒါတော့ပဲဒီလက်ကြံလေးပေါ့နော်လိုက်ရှာပြီးခူးနေကြပေါ့ကဲညနေဆောင်ပြီဆိုတော့ကျမတို့လည်းပြန်ပါပြီဒီဗီဒီယိုလေးကို like ပါကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြိုင်ပြန်တွေ့ကြမယ်နော်အားလုံးပဲတသား